နေဆိုင်ကနေဝတ်သားဟင်းဝယ်စားလို့ရှိရင်3500ဆို3လုံးပဲပါတာမို့လို့ကိုပါကို3500ဘူးနဲ့မနှမ်းညရအောင်ချက်မယ်ခုတော့ဝယ်လာတဲ့ဝတ်သားတွေကိုစားနေစေတယ်ကျက်သွန်အဖြူနဲ့ဂျင်းထောင်းထားပြီးသား ready made ဘူးကိုထည့်လိုက်တယ်အရသာအတွက်ဓာချီတို့စားလို့ထည့်တယ်ပဲငယ်မြရေအနောက်ထည့်တယ်ပြီးရင်နေပြီးတော့နှက်ထားမယ်မိပြမှာဆိုလို့အကြိုင်းမနဲ့တော့ပဲနဲ့ချက်မယ်တခြားလေးကိုစီလေးနဲ့ကြော်သလိုလေးလုပ်မယ်ပြီးရင်ခုနနှက်ထားတဲ့ဝတ်သားတွေကိုထည့်လိုက်ရုံပဲရတာလို့ရင်ထပ်ထည့်မယ်ဒါတရေပြုတ်ပဲနောက်တရေပြုတ်တယ်နောက်ထပ်တရေပြုတ်တယ်ကဲခုတော့အရေခမ်းအောင်တည်လိုက်ရုံပဲအရေခမ်းပြီးစီးပြန်လာပြီဆိုရင်တော့အရသာရှိတဲ့ဝတ်တနီချက်ဟင်းတစ်ခွက်ရပါပြီရှင်လိုက်လှုပ်ရှားကြည့်နော်